တသိန်းနဲ့ကြောင့်မောင်းတွဲကြိုးဘူးပါသလားအားလုံးပဲမင်္ဂလာပါ Sporky ကနေကြိုဆိုလိုက်ပါတယ် brother တို့မောင်းလောင်းဆော့ရဲဆိုတာနိုင်ရင်အများကြီးရပါမယ်တသိန်းကြိုးရနဲ့အကုန်ကြိုးတဲ့ကစားနည်းမျိုးပါဒီတော့ကန်တရားတစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူးမောင်းလောင်းမယ်ဆိုရင်အချက်လက်နဲ့တေချာတွက်ချက်တတ်ဖို့လိုအပ်ပါတယ်ဒီတော့ကျွန်တော်သိသလောက်အချက်လက်နဲ့ပြောပြပေးတော့ပါမယ် The Mathematics of Miss Barley တင်ချသဘောတရား Miss Barley ဆိုတာဖြစ်နိုင်ခြေတွေကိုမျှဝေတာပါဥပမာပွဲတစ်ပွဲမှာနိုင်နိုင်ချင်း90ရာခိုင်နှုန်းရှိပါတယ်ဆိုပါတော့နှစ်ပွဲတွဲရင်နိုင်နိုင်ချင်း25ရာခိုင်နှုန်းပဲရှိတော့မယ်သုံးပွဲတွဲရင်နိုင်နိုင်ချင်းက7.5ရာခိုင်နှုန်းရောက်သွားပြီတကယ်လို့10ပွဲတွဲမယ်ဆိုရင်တော့နိုင်နိုင်ချင်းက3.1ရာခိုင်နှုန်းရောက်သွားပြီပဲဖြစ်ပါတယ်ဒါကြောင့်လောဘကို short ပါပွဲအရေအတွက်ကို short ပါ10သင်း17သင်းလောင်းတာက risk ယူရတာများလို့နိုင်နိုင်ချင်းလည်းအရန်နေပါတယ်ဒါကြောင့်3သင်း5သင်းလောင်းတာအကောင်းဆုံးပါပဲ The winning format ကစားတဲ့နဲ့ပုံစံ probability အရာအကောင်းဆုံးပုံစံကတော့3ပွဲဒါမှမဟုတ်ရင်4ပွဲမောင်းပါ format ပုံစံအရ The Banker ဒါကတော့နိုင်နိုင်ချင်းများတဲ့ပွဲကိုရွေးပါအစနည်းပေမဲ့နိုင်ဖို့80ရာခိုင်နှုန်းလောက်သေးကြရဆိုတဲ့ပွဲမျိုးကိုရွေးပါ The value bet တန်ကြီးရှိတဲ့ပွဲတစ်ပွဲစရင်အင်းအရာနိုင်နိုင်ချင်းရှိပြီးတော့ကြေးလည်းမရှိတဲ့ပွဲမျိုးကိုရွေးပါနံပါတ်3 over under pick ကိုပေါင်းတစ်ပွဲအရှုံးနိုင်ရွေးရခဲ့ရင်ကိုပေါင်းအောင်ထည့်ပြီးတော့မောင်းတွဲပါနိုင်သေးရှုံး 1/2 တဲ့ Asian handicap ကိုရွေးတာ short ရင်ငွေပြန်ရနိုင်လို့ risk ပို့ပြီးတော့နည်းပါတယ် data analysis checklist ကြည့်ရမယ့်အချက်အလက်များပွဲရွေးတော့မယ်ဆိုရင်ဒီ data အချက်အလက်၄ချက်ကိုမဖြစ်မနေစဉ်းစားသင့်ပါတယ်နံပါတ်1 current formနောက်ဆုံး9ပွဲဆက်မှာဘလို့အခြေအနေရှိလဲနိုင်ပွဲဆက်နေလားရှုံးပွဲဆက်နေလားဒါတွေကိုကြည့်ရမှာပဲနံပါတ်2 home away split တချို့အသင်းတွေကအိမ်ကွင်းမှာခြင်သေးဆိုပေမဲ့အဝေးကွင်းမှာကြက်ဖြစ်နေတတ်ပါတယ်ဒီတော့အိမ်ကွင်းနိုင်နိုင်ချင်း60ရာခိုင်နှုန်းကျော်မကျော်ကြည့်ပြီးမှရွေးချယ်ပါနံပါတ်3 head to head အစင်လာအရရှုံးနေကြအသင်းတွေရှိတတ်ပါတယ်ဇယားထိတ်ကအသင်းဖြစ်နေပေမဲ့ဒီအသင်းနဲ့တွေ့ရဆိုရင်ရုန်းကန်ရတဲ့ပွဲမျိုးပါအဲ့လိုမျိုးအသင်းတွေကိုရှောင်ပါနံပါတ်4က team news ပဲဖြစ်ပါတယ်ဒါကတော့လူစီရင်မှာအဓိကဂိုးသွင်းတဲ့သူဒါမှမဟုတ် cancel မှုဒါမျိုးတွေကဒဏ်ရာရနေပွဲရရလက်တွေကိုပြောင်းလဲသွားစေပါတယ်ဒါမျိုးတွေကိုသတိထားပါတကယ်တော့ဘောလုံးပဲကစားရဲဆိုတာကန်ဆိုင်ကိုတတ်တတ်တစ်ခုလည်းမဟုတ်ပါဘူးယင်းဒီမြုပ်နှံမှုတစ်ခုလို့သဘောထားလိုက်ပါ data ကြည့်ပါစိတ်ကိုထိတ်မှာ format မှန်မှန်နဲ့ကစားပါဒီလမှာအားလုံးပဲကံပွင့်ကြပါစေနောက်ထပ် data tick တွေအတွက်ဗီဒီယို like and share လေးလုပ်သွားဖို့ပြောချင်ပါတယ်ကြည့်ယူသွားတဲ့ညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ